ဒီနေ့မာလာဟင်းလှုပ်စားကြမယ်မာလာဟင်းလှုပ်တာလေအရန်လွယ်တယ်နော်အိမ်မှာရှိဒီအရွက်တွေနဲ့မာလာအနစ်ရှိရနဲ့လွယ်လွယ်ကူကူလှုပ်စားလို့ရတယ်ထိုင်းမှာလေမာလာဟင်းတို့မာလာရှမ်းကောတို့မယောင်းတော့လေအလိုမာလာနဲ့ပတ်သက်တာစားချင်ဆိုကိုယ့်ကိုလုံမရတာကျမတော်မှတော်တော်လေးလှုပ်တက်နေပါတော့ထိုင်းရောက်မှဒီမာလာနဲ့ပတ်သက်တဲ့ဟာအတီးကမာလာခောက်ဆွဲတွေပြုတ်အတီးရွက်ပြုတ်အဲ့ဒါနဲ့ပြီးတော့မာလာနှစ်နဲ့ကျမတို့နယ်လိုက်ရုံပဲပေါ့မာလာနှစ်ကလေယူရီးယားမှာလည်းဝယ်ရခက်တယ်မြန်မာပြည်မှာလိုမျိုးဟိုဆိုင်တိုင်းမှာမရောင်းမနော်အဲကြောင့် online နေမှာလည်းရတယ်ကျမကတော့ဒီတစ်စိတ်လေးကိုမက်ခိုကနေဝယ်ပြီးသုံးတာပေါ့နော်သူကလေမြန်မာပါစက်နဲ့တော်တော်အဆင်ပြေဘာဖြစ်လို့လဲဆိုထိုင်းမှာရှိရမာလာနှစ်တော်တော်များများကမြန်မာလိုမျိုးမဟုတ်ဘူးအချိုဖက်ပိုကဲရပါတော့ဒါကြောင့်ထိုင်းတွေထုတ်တဲ့မာလာနှစ်ဆိုရင်ကျမသိစင်မပြေဘူးပေါ့မာလာဟင်းလောက်တာမို့လို့လေကျမကမြေပဲဆန်များများထည့်တယ်အဲဒီလိုမာလာရှမ်းကောဆိုရင်တော့မြေပဲဆန်ထည့်စရာမလိုဘူးပေါ့နော်ပြီးတော့ကျမက66လေးကြိုက်လို့ရေစစ်ကလေးတခါတည်းရေတခါတည်းဆင်အောင်စစ်တာပေါ့နော်ကျမကမာလာဟင်းကြိုက်လို့လေကိုတော့မာလာပဲတော့မငတ်အောင်မထားဘူးရဲ့